မိလာပါ ပြန်လာဘာလို့ပြန်ပြီလဲ ဟမ် ပြန်လာဘာလို့ပြန်ပြီလဲလိုင်းပေါ်တက်ပြီးတော့ရှင်လိုင်းပေါ်တက်ပြီးဘာလို့ပြန်ပြီလဲလို့ ဒီတော့မတွေ့တာကြာလို့နည်းနည်းဒီပါလေကို့ဘော်လာရင်းနဲ့မတွေ့တာကြာနည်းနည်းဝင်လာတာဒီကလေ ရှင်ဟိုတစ်ခေါက်ကလည်းလိုင်းပေါ်မှာအဲ့လိုလှုပ်လို့နော်ပကိုးသူကလေဟိုလိုဒီလိုတွေပြောသွားတယ်နော် အဲ့လေဘခုလူပါဖြစ်ဖို့အဲ့လေဘာဖြစ်ဖို့ ပကိုးသူရေးစားစကားပြောသွားတယ်မျိုးတယ်ထားတဲ့ဟာကိုရေးသွားဖွင့်ရှင်းမမိန်းမနဲ့သားနဲ့ဆိုတာတတိထားအောင်နော်ရှင်းမမိန်းမလည်းရှိရသားလည်းရှိရကိုမိန်းမနဲ့သားနဲ့ကြတော့ပြစ်ထားပြီးတော့ ဘေးကမိပါတော့ဟေး ဒါသားတော့ ဟေးဘေးကမိပါတော့ဘေးကမိပါတော့ ဒီမှာတက်တဲ့ရှိတယ် ငါ နော် ကြည့်ပါ ဒီမှာ ပြော တက်တဲ့ရှိတယ်နော် ဘေးက ခေါ်လိုက်ဖေဖေလို့ခေါ်လိုက်ဖေဖေလို့ခေါ်လိုက်တန်းခေါ်လိုက်ဖေဖေလို့ခေါ်လိုက်လူ လာရင်တရားလာရင်တရား ဘာမှလာပြန်မလို့နဲ့ရှင်အဲ့လိုလေရှုံနေရနော်ကျမမကြိုက်ဘူးနော်ကျမလုံးဝမကြိုက်ဘူးခွင့်လည်းမလွတ်နိုင်ဘူး ဟေးမဆိုင်လိုက်မပြောနဲ့လေဒီကဘေးကဘာတွေပြောနေ မရအောင်ရှင်ဘယ်နဲ့ရန်ကုန်ပြန်လာမှလဲမြန်မြန်ပြော ဒီလာ10ရက်ကွေးလောက်လာဖို့ရှိတယ်10ရက်ကွေးနေ့လောက် လာဖို့ရှိတယ်မလုံးနဲ့လေကိုယ့်အိမ်ကိုပြန်လာတာကိုဘာလို့လာဖို့ရှိတယ်စကားပြောတာလဲ မဆိုင်လိုက်လာပြန်ပြီတရားဘာဖြစ်လို့နေက အဲ့လိုမလုံးနဲ့လေမရတာတော့ပြစ်ထားပြီးတော့သူ့ကိုသူလူပြိုလုံနေ ဟမ်နေရတဲ့ဘာစလို့ငါမိမငါ့ကိုဘာလေတော်နေတာလို့ဟမ်ဟဲ့ငါ ဒီမှာဘယ်တော့မှလူပြိုလဲလက်ထက်စာကြောက်တော့ပြလိုက်အောင်မယ်ဘယ်တော့မှလူပြိုလဲခလေးပဲ9နှစ်ရှိနေပြီခုထိလူပြိုလောက်တုံးလားရှင်က no နေတော့အဲ့လိုငါလေနေတော့နေလို့လေငါလှမ်းကိုလေတက်ပေါ်မတက်ချင်တာတခုဒီကိစ္စပဲရှင်းနေရတယ်နော် လူမျိုးချင်းမထဲနဲ့နော်ရှင်အခုဘယ်နဲ့အိမ်ပြန်လာမှလဲကျမကိုပြောရှင်ရခိုင်ပြန်သွားတာကြားလာပြီ ဘာဖြစ် ဖေလို့နေတော့နေကောင်း အပြင်မှာစကားပြောပြတာပဲရှိရတော့နေနဲ့ငါဘာမှလေးဟိုလိုကိစ္စနေကဘာမှတခါလေးမလုပ်ဘူးနော်ဆိုင်ရာချောင်းမပြောနေနဲ့နေကအပြင်မှာပြောပြတာ ဖေလို့နေကောင်းလားလို့ ဘေးဖေတော့ငါအဖေမရှိ အော်ကျုပ်ရောက်ခမလေအဖေလို့နေကောင်းလားလို့ပြောတာ ဟေးကောင်နေကလည်းမဟုတ်တယ်ရှောက်ပြောပြန်ပြီနေကလည်းငါလေး အမေဒီမှာမင်းသမက်ကိုလာပြော ပြောဟမ် အမေသမက်အမေနဲ့တိုင်ပြောမှာနော် ဟေးမပြောနဲ့မနေကမဟုတ်တယ်ရှောက်ပြောနေတယ်နောက်ကိစ္စတွေပြောပါဟာ ကိုပြန်လာခဲ့တော့ရန်ကုန်မှာတယောက်တည်းအဆင်မပြေဘူး လေဖန်ကိုလေတက်ကုန်မတက်စင်တာ အာခလေးတယောက်တည်းနဲ့ဒီမှာခလေးကတယောက်အလုတ်ကတစ်ဖက်ဒီမှာရှူတင်သွားရင်ခလေးကတန်းလန်းနဲ့အဆင်မပြေဘူးကိုပြန်လာခဲ့တော့ နေရှိရကိုယ်လောက်မှလာမှာအခုကရန်အလုပ်ကိစ္စမရှိဘူးလေကိုယ်ငါကိုနေဘာဖြစ်ဘူး ကိုပြန်လာခဲ့တော့ဒီမှာမိမရှူတင်သွားလို့ရှိရင်ခလေးတန်းလန်းနဲ့အဆင်မပြေဘူးလို့ ဟဲ့နေကဘယ်သူနဲ့ရလို့ပေါက်တယ်မှမသိဘူးဘယ်သူနဲ့ရလို့မွေးတယ်မှမသိတာငါနဲ့ပါစင်းတော့ ရှင်ဒီပုံစံပြောပြန်ပြီဘိုက်ခေါက်လိန်ဆွဲခံကျင်နေလို့လားဟမ်ကိုတို့မြတ်ဘိုက်ခေါက်လိန်ဆွဲခံကျင်နေနော်မြောက်ပဲနေပြန်လာမှလည်းမြန်ပြော အဖေနေကိုဆိုတော့ငါပေးမှာနေကိုဆိုရင်အဖေပေးမှာငါလက်ချက်နဲ့လာအောင်ဟာဘာဖြစ် ရှင်ယူထားတဲ့မိမတယောက်အဲ့လိုလုံးလို့မရဘူးလေငါဘာလို့မဆိုင်ရမှာခလေးတယောက်ဖွက်ထားတဲ့ကောင်ဘာလို့မဆိုင်ဘူးစကားလာပြောနေ ဟဲ့အဲ့ဒီကလေးငါဆက်ထွက်တာမဟုတ်တာနေဆက်ထွက်တာနေကလေးကငါလည်းဘာမှမဆက်ဘူးဟမ် ဒီမှာကျမစီကထွက်တာဟုတ်တယ်လေရှင်ထဲမှာမရဘဲဒီကလေးကဘယ်ကနေထွက်လာမလဲရှင်ထဲရလို့ထွက်လာပေါ့ဘုထုံးမြတ်အေးပြော ပြန်လာတော့မရဘူးကျမဒီမှာအလုပ်တစ်ဖက်နဲ့အဆင်မပြေဘူးဒီမှာ ဟမ် ဒီမှာအလုပ်တစ်ဖက်နဲ့အဆင်မပြေဘူးမနေ့ပြန်ရှူတင်သွားရမယ်မနေ့ပြန်ရှူတင်သွားရမယ်ကိုထုံးမြတ်ဒီညအရောက်ပြန်လာခဲ့တော့ကျမတောင်းပန်ပါတယ်抖音。